အားလုံးပဲမင်္ဂလာပါနေ့တိုင်းများဒီလိုခန္ဓာကိုယ်ကြီးနဲ့နေလည်းမနေချင်တော့စိတ်တွေလည်းညှင်လိုက်အဲ့တော့ကျွန်တော်ဆုံးဖြတ်လိုက်တာဝိချရတော့မယ်ဆိုတာပါပဲအဲ့ဒါနဲ့ကျွန်တော်မနက်မိုးလင်းတော့ရေတောက်ပါတယ်ရေတောက်ပြီးတော့ကျွန်တော်ပင်လယ်လေးကိုကြည့်နေပါတယ်ပြီးတော့ပင်လယ်လေးကိုလှမ်းပြလိုက်ပါတယ်အဲ့ဒါနဲ့ကျွန်တော်ပါမုတ်မီကင်ရဲ့ no sugar ဒိန်ဂျင်ရဲ့ပြီးတော့ငကမောက်တီးရဲ့ breakfast အနေနဲ့စားပါတယ် breakfast တော့မဟုတ်ဘူးပြ12နာရီကျော်ပြီဆိုနေ့လည်စားပေါ့ဒါလေးစားပါတယ်အဲ့ဒါနဲ့ကျွန်တော်စားပါတယ်စားရဲဆိုတာကျွန်တော်တကြားလည်းမစားဘူးပေါ့ပြီးတော့စားလည်းမစားဘူးတကြားရောစားအောင်မစားပါဘူးရှောင်ပါမယ်30ရှောင်းပါမယ်ပြီးတော့ကျွန်တော်စားပြီးတော့ဘေးကလူတွေနဲ့ကျွန်တော်စကားတွေပိုင်းပြောလိုက်ပါလိမ့်မယ်စကားပြောပြီးတော့ခဏနေတော့ကျွန်တော်တင်မောကပ်ပြီးတော့အလုပ်လုပ်ရမှာပေါ့နော်အခုတင်မောကပ်ပြီးွားပြီဆိုတော့ကျွန်တော်လောက်ကြရှိရတယ်လောက်ပါတယ်လောက်ကြရှိရတယ်လောက်ပြီးတော့ကျွန်တော်လမ်းစားလျှောက်ပါတော့မယ်ဒီနေ့လမ်းလျှောက်တာတော့ခြေလမ်းပေါင်း9000ကျော်လောက်ရပါတယ်ရှောက်နေပါတယ်ပြီးတော့ကိုတီးရဟာကျွန်တော်ဘားခို့လို့မရဘူးပေါ့နော်ဘားခို့ကမရသေးတော့ကျွန်တော်လုံနိုင်တဲ့ဟာလေးအရင်လုပ်ပါတယ်ဒါကတော့လေ့ကျင့်ခန်းစလုပ်ပါပြီလေ့ကျင့်ခန်းစလုပ်ဖို့တော့အကျော်လျှော့နေတာပါရရင်ရရဲ့အချိန်လေးလုပ်ပေါ့နော်ဒါကတော့အလေးမနေတာပါလုံနိုင်တဲ့လောက်လေးပါဖြည်းချင်းလောက်ပါတယ်မလောက်တာကြာလို့ကြွက်သားတွေနာပါတယ်ပြီးတော့ကျွန်တော်ကာဒီယိုခုံပါတယ်ဒီလိုပဲဖြည်းဖြည်းချင်းကျွန်တော်လောက်သွားပါတယ်အဲ့တော့ကျွန်တော်ဒိုင်မထိုးနိုင်တော့ကျွန်တော်ပလန်ထောက်ပါတယ်ကျွန်တော် overweight သမားတွေအတွက်ဒူးလေးထောင်ပြီးထိုးရင်တော့ရပါတယ်အဲ့တိုင်းလေးထိုးပါတယ်လေ့ကျင့်ခန်းအလွန်ကျွံလှုပ်လို့မရပါဘူးအလွန်ကျွံလှုပ်လို့ရှိရင်အဆင့်မြင့်တွေနာပါတယ်အဲ့တော့ဖြည်းဖြည်းချင်းစပါတယ်အဲ့တော့ကိုတက်တိုင်တာလေးလှုပ်ပါဒါကတော့လေ့ကျင့်ခန်းလှုပ်ပြီးွားလို့ခဏအသက်ရှူနေတာပါမလှုပ်ဘဲနေရထက်ကိုလုံးနိုင်တာလေးလှုပ်ပြီးဝိတ်ချတာပို့ပြီးတော့အဆင်ပြေပါတယ်လေ့ကျင့်ခန်းလှုပ်တာကျန်းမာရေးတွေမဟုတ်ပါဘူးလူစိတ်ကျန်းမာရေးပါကောင်းပါတယ်အဲ့တော့လုပ်ကြည့်ပါပြီးတော့ကျွန်တော်ပေါက်စဉ်10မိနစ်ကစားပါတယ်ညာဘက်လက်အရန်ထိုးလို့မရပါဘူးပြီးခဲ့လား power add တင်မယ်ဆိုပြီးတင်လိုက်တာလက်ခောက်ရပါတယ်အခုချိန်ကြီးမပြောက်သေးပါဘူးအခုတော့ရေချိုးပါတော့မယ်ခင်ဗျာရေချိုးပြီးလို့ရှိရင်ညနေစာသွားစားပါမယ်ညနေစာကတော့ဒါကြက်ဥနှလုံးပြုတ်ထားမဆောက်နိုင်တော့လို့ကာချက်ပဲလုပ်လိုက်ပါတယ်ပြီးတော့ဆလက်ရယ်ထမင်းနည်းနည်းရယ်ဒါကတော့ကီဝီသီးပါမန်တိုင်းပြောရင်တော့အနက်ကစားတဲ့ဟာရောညနေပိုင်းစားတဲ့ဟာရောမကြိုက်ပါဘူးကိုကြိုက်တဲ့ဟာတွေကလူဝိတ်တက်စေတဲ့ဟာတွေပါမစားလို့လည်းမရတော့ပါဘူးစားမှရတော့ပါမယ်အစားရှောင်နေဆိုတာကျွန်တော်ကရှောင်ရတာမဟုတ်လို့ပါဘာဖြစ်လို့လဲဆိုတော့နည်းနည်းလေးစားရနေကိုပြန်သွားပါတယ်ကဲခုလိုလိုက်ကြည့်ပြီးရတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ရက်30 channelမှာ see you next time bye bye